အတူပါလိုက်ဘူးလေလူကြီးကိုမသားတစ်ခေါက်ကြောင်း10ကောက်ဆိုရဲ့သဘောအတုပကမ္မထံကိုရှုနေဘူးကခံနေတယ်ဟိုအကြောင်းဒီအကြောင်းပြောပြီးစိတ်မကောင်းကြအောင်ဆောင်နေပြီပြန်တော့တော့ကိုယ်ကိစ္စကိုသူကစိတ်မကောင်းကြအောင်ဆောင်သူ့ကိစ္စကိုကိုကစိတ်မကောင်းကြအောင်ဆောင်ဒါပဲလူမှုရေးလို့ပြောနေကြတာမသိပါဘူးကွာကဲဘာပဲဖြစ်ပါလောကကြီးနဲ့အံဝင်ခွင်ကြဖြစ်ဖို့သူတို့တွေကြည်ရလောကကြီးနဲ့အံဝင်ခွင်ကြဖြစ်အောင်နေရကြလားအဲ့နဲ့လောကကြီးကမတရားမှာလေကွာလူတွေကအဲ့လိုပူပင်တောကစိတ်တွေနဲ့ရောက်ရက်ခတ်လာပြီဆိုရင်လောကကြီးမတရားဘူးဆိုတဲ့ဇာတ်နဲ့လောကကြီးကိုပြစ်တယ်ပုံချလောကကြီးဆိုတာကမတရားတာလည်းမဟုတ်တရားတာလည်းမဟုတ်သူကသူအေးအေးဆေးဆေးနေတာမတရားတာလူတွေကွာအဲ့လိုမတရားတာကလေလောကကြီးကိုစောင့်ရှောက်နေလောကပါဠတရားတွေခေါင်းပါနေလို့ပဲ